Hi guys မင်္ဂလာပါမခင်ကဒီနေ့ story လာပြောပြတာstory ဘာလာပြောပြတာလဲဆိုတော့ story ဆိုပေမဲ့လည်းဖြစ်ရမှာပေါ့နော်ကိုနဲ့ကိုယ်တိုင်ကြုံတွေ့ရတဲ့ဖြစ်ရမှာဘယ်လိုဖြစ်ရမှာလဲဆိုတော့ခွေးကြိုက်ခံရတဲ့ဖြစ်ရမှာလာပြောပြနော်ဘယ်ကနေစလဲဆိုတော့ဘယ်တော့ကလဲဆိုတော့လုံခဲ့တဲ့2022ကပေါ့ကွယ်မခင်အချိန်အိန္ဒိယမှာစစ်ချုပ်တင်တန်းတက်ကျဲပူးမှာလေနော်မခင်တာငားနေတဲ့တိုက်ခန်းကြတော့မန်ဆာရိုဘာရိုးဖက်မှာကွယ်မခင်တင်တန်းတက်တဲ့နေရာနဲ့ဆိုင်ကန်နဲ့သွားမယ်ဆိုလို့ရှိရင်မိနစ်20လောက်သွားရတယ်အဲ့ပေါ့အဲ့ဒီတိုက်အဲ့ဒီမခင်နေတဲ့တိုက်မှာအောက်မှာခွေးတွေရှိတယ်အဲ့လိုသူတို့ဘသူခွေးရယ်ဆိုပြီးမွေးထားတာတော့မဟုတ်သူတို့အောက်မှာအဲ့လိုလူတိုင်းကျွေးတယ်ကွယ်အဲ့ခွေးကိုလေဆိုအဲ့ခွေးရှိတယ်မခင်လည်းတစ်ခါတလေကျွေးလိုက်တယ်ကျွေးခဲလိုက်တယ်တစ်ခါတော့ကလေမဖြစ်ပုံကဘယ်လိုဖြစ်တာလဲဆိုတော့အဲ့နေ့တင်တန်းကနေပြန်လာခါကျတော့ဒီလိုမျိုးညနေ4နာရီပေါင်းညနေ4နာရီလောက်ပေါ့နော်ဝင်တင်တန်းကနေပြန်လာပြီးတော့ကိုရဲ့ကိုနေတဲ့တိုက်ပေါ်တက်တော့မယ်ဆိုခါကျကိုနေတာ4ထပ်မှာဖြစ်ချင်တော့အဲ့နေ့ကမီးပြက်နေတော့ဆက်လေကအလုံးမလုံးဓာတ်လေဆက်လေကခေါ်တာလားဓာတ်လေကခေါ်ရမှာဓာတ်လေကဆက်လေကနော်lift ကအလုံးမလုံးကွယ်မီးပြက်နေတော့lift ကအလုံးမလုံးတော့မီးပြက်နေတော့မခင်ရလဲဟောလေကားပေါ်ကနေတက်ရတော့မှလေနော်ဆိုတော့ကိုကလေကားကနေထက်ဆိုလေကားဖက်ကိုသွားတာလေကားမီးပြက်နေတယ်ကွယ်အကုန်လုံးမောင်နေတယ်အဲ့မှာဖြစ်ချင်တော့လေလေဆိုတော့အဲ့လေကားနားမှာအဲ့ဒီအာဝူကထိုင်နေတာကွယ်ကိုကမတွေ့တော့ကိုကလေကားကိုအတက်ဆိုတော့အဲ့အာဝူလေရဲ့အမီလေးကိုဖြတ်နင်းမိတာနည်းနည်းလေးပဲနင်းမိတာပါသူကလည်းအများကြီးလည်းမနင်းမိဘူးအဲ့သူ့ကိုနင်းရကောင်းလားဆိုပြီးတော့လေဆိုပြီးမခင်ကိုလှုပ်ထဲလိုက်တာသူကလေအဲ့လိုကျင်းတော့လှုပ်ထဲလိုက်တာမဟုတ်သူကလည်းလန့်ပြီးတော့နည်းနည်းလေးလှုပ်ယုံနေလေးပဲလှုပ်လိုက်တာခြေတလုံးနားမှာပေါ့နော်အဲ့ဒါနဲ့သွေးတွေပါတွေတော့မထွက်ဒါပေမဲ့ခြေရလေးနည်းနည်းလေးဖြစ်သွားခါကျတော့မခင်ကလည်းကြောက်ရလीနော်စိတ်မချရခါကျတော့အဲ့ဒါကာကွယ်စီးချက်ချင်းစီးရုံမှာသွားထွေးရတာငါးချောင်းတော်တို့ရေအဲ့ဒါ incident လေးကိုနဲ့ကြုံတာလေးကိုပြောပြနောက်ဆိုတကယ်လို့မောင်နေတယ်ဆိုလို့ရှိရင်တော့ရန်တက်မသွားကြနဲ့ပေါ့ကွယ်ဓမီဖုံးလေးဖြစ်ဖုံးနဲ့ကဓမီလေးဖြစ်ဖွင့်ပြီးတော့သွားကြပါတကယ်စင်လို့ရေနော်မခင်တော့ဝူလေးရဆိုချစ်ထဲလိုက်တာမှာခြေတော့မှာကောက်ွယ်စီငါးချောင်းထိုးရရ